မင်္ဂလာပါ English for Learner YouTube နဲ့ TikTok channel ရနေပြီးတော့ပြန်လည်ကြိုဆိုပါတယ်ဒီဗီဒီယိုမှာတော့ Unit 2 Key to Happiness သင်ခန်းစာတွေဟာ Key နံပါတ်10ကို Sentence Analysis နည်းလမ်းကိုသုံးပြီးတော့ရှင်းပြပေးတော့မှာဖြစ်ပါတယ်ဆိုတော့သင်ခန်းစာလေးကိုစလိုက်ရအောင် Key number 10 Practice meditation or mindfulness အဲ့တော့ခေါင်းစဉ်မှာသိထားမယ်စကားလုံးလေးတွေရှိပါတယ်ကဲပထမဦးဆုံးက Practice SE ဆုံးနေပါတယ် SE ဆုံးလို့ရှိရင်သူက verb SE နေရာမှာ CE ဆုံးနေဆိုလို့ရှိရင်ဒါ noun ပါနောက်တစ်ခုက meditation အဓိပ္ပာယ်ကတရားအထုတ်ခြင်းလို့အဓိပ္ပာယ်ရပါတယ်သူ့ရဲ့ verb လေးကိုသိထားရမယ်သူ့ရဲ့ verb က meditate တရားထိုင်သည်တရားအထုတ်သည်လို့အဓိပ္ပာယ်ရပါတယ်နောက်တစ်ခုက mindfulness ဆိုတော့ suffix ness ဆုံးနေပါတယ်အဲ့တော့ ness ပေါင်းထားတော့ဒါက noun ပါအဲ့ဒီ ness လေးကိုဖြုတ်လိုက်မယ်ဆိုလို့ရှိရင် mindful adjective ကိုရပါတယ်ဆိုတော့ mindful က adjective mindfulness က noun meditation က noun meditate က verb practice SE ဆုံးလို့ရှိရင် verb CE ဆုံးရင် noun ပါပြီဒီခေါင်းစဉ်ရဲ့အဓိပ္ပာယ်လေးကကျတော့တရားဘာဝနာစီးဖြန်းပါဒါမှမဟုတ်တတိပဋ္ဌာန်တရားကိုကျင့်သုံးပါ happiness ကိုရကျင်တယ်ဆိုလို့ရှိရင်လူတိုင်းဟာတရားဘာဝနာစီးဖြန်းတင်တယ်လို့တတိပဋ္ဌာန်တရားကိုလည်းအားထုတ်သင့်ပါတယ်ဒါဆိုလို့ရှိရင်ပျော်ရွှင်ခြင်းကိုရရှိမှာဖြစ်ပါတယ်ဟုတ်ပြီစာပိုက်ကိုကြည့်အောင်ပထမဦးဆုံးစာကြောင်းထဲမှာပါတယ်သိစရာမှတ်စရာတွေကိုပထမဦးဆုံးမှတ်မယ်ပြီးမှအဓိပ္ပာယ်ကိုပြောပြမယ် Nowadays people may suffer from အရှင်ပြပုဂ္ဂိုလ်ရှေ့ဆုံးမှာရေးလိုက်တယ် people subject may suffer from so may by infinitive ကဲဒီမှာသိထားမယ်စကားလုံးလေးက suffer from အဲ့တော့ suffer from ဆိုတဲ့အဓိပ္ပာယ်ကတွေ့ကြုံခံစားရသည်လို့အဓိပ္ပာယ်ရတယ်သူကဘယ်လိုမျိုးသုံးလဲဆိုတော့ negative sense တွေပေါ့နော်မကောင်းတဲ့အရာတွေဒုက္ခတွေပြဿနာတွေအခက်အခဲတွေအတားအဆီးတွေစိတ်ညစ်စရာတွေအဲ့လို negative sense တွေကိုအများသောအားဖြင့်သုံးပါတယ်မကောင်းတဲ့အရာတွေကိုတွေ့ကြုံခံစားရတယ်ဆိုလို့ရှိရင် suffer from ဆိုတဲ့ verb လေးကိုသုံးပါတယ်ဒီနေရာမှာထပ်လောင်းပြီးပြောချင်တာက suffer from နဲ့ interchangeable လုပ်လို့ရတဲ့ verb တစ်ခုရှိပါတယ်ဒါကတော့ encounter ဖြစ်ပါတယ်ဟုတ်ပါပြီနောက်စကားလုံးလေးဆက်ကြည့်အောင်နော် work related stress ဆိုတော့ဒီမှာ work related ဒါကြတော့ compound adjective ပါ unit 1မှာသင်ခဲ့ရတဲ့ compound adjective ပါrelated ဆိုတော့ဒါ verb 3ပါverb 3 noun နဲ့ verb 3နဲ့ပေါင်းထားတယ်ပေါ့နော် work က noun related က verb 3 noun နဲ့ verb 3နဲ့ပေါင်းထားတဲ့ compound adjective ပါဆိုတော့သူ့ရဲ့ verb infinitive ကိုတည်ထားရမယ်သူ့ရဲ့ verb infinitive က relate အဓိပ္ပာယ်လေးဟာပတ်သက်သည်ဆက်ဆက်သည်လို့အဓိပ္ပာယ်ရပါတယ်ကဲနောက်တစ်ခုက stress ကဲ stress ကကြတော့ verb လေးသုံးလို့ရတယ်လို့ noun လေးသုံးလို့ရပါတယ်ကဲဒီမှာ underline လေးထားထားတယ် lead to ကဲ lead to ဆိုတဲ့အဓိပ္ပာယ်ကဒီနေရာမှာ lead to က FF result ကိုပြောတာပါဥတီစေသည်အကျိုးရလဒ်ဖြစ်စေသည်ဆိုတဲ့အဓိပ္ပာယ်ကိုရပါတယ် lead to several disease such as ရှေ့က several disease ကိုနောက်ကနေ by name နေရေးမှာပါဒါကြောင့် such as နောက်က noun နေလိုက်ပါမယ် diabetes ဆိုတဲ့အဓိပ္ပာယ်ဟာစီးကျိုယောဂကိုပြောတာပါ diabetes စီးကျိုယောဂသူနဲ့သက်ဆိုင်တဲ့စကားလုံးတစ်ခုကိုတည်ထားရမယ်အဲ့ဒါကတော့ diabetes adjective ပါစီးကျိုယောဂနဲ့ဆိုင်သောဟ
ဟုတ်ပါပြီဒါဆိုရင်ဒီဝက်ကြလေးကိုဘာသာလေးပြန်ကြည့်မယ် nowadays ယနေ့ခေတ်မှာဆိုရင် people လူတွေဟာsuch as diabetes and heart disease စီးကျိုယောဂတွေနှလုံးယောဂတွေကဲ့သို့သော severe disease ပြင်းထန်သောယောဂတွေကို which lead to ဥတည်စေသောဖြစ်စေနိုင်သော work related stress အလုပ်ကြောင့်ရလာတဲ့ဖိအားတွေကို may suffer from ခံစားကောင်းခံစားရနိုင်ပါတယ်ကဲနောက်ဝက်ကြောက်ကြည့်အောင် to reduce stress ကဲဒါကတော့ရည်ရွယ်ချက်ကိုဖော်ပြတဲ့ပုဒ်ပါ introductory phrase ပေါ့နော်ဝက်ကြရဲ့ခြေဆုံးမှာရေးထားတယ်ရည်ရွယ်ချက်ကိုဖော်ပြမှာပါ to by infinitive ပါ people practice meditation which is also known as mindfulness ကဲဒီမှာသုံးထားတဲ့ဒါလေးကဒါ related clause ပါဒီ unit 2မှာသင်ရမယ့် grammar က related clause grammar ဖြစ်ပါတယ်ဒီမှာ comma လေးရှားထားတယ်ဆိုလို့ရှိရင်ဒါက non defining related clause ဖြစ်ပါတယ်ဒါက grammar သင်တဲ့အခါမှာလည်းအခြေတဝရှင်းပြမှာဖြစ်ပါတယ်ဆိုတော့ဒီဝက်ကြလေးကိုဘာသာလေးပြန်ကြည့်အောင် to reduce stress ဖိအားတွေကိုလျော့နည်းဖို့အတွက်ဆိုရင် people လူတွေဟာ which is also known as mindfulness တတိပဋ္ဌာန်တရားအားထုတ်ခြင်းလို့ခေါ်ဆိုသော meditation တရားအားထုတ်ခြင်းကို practice ကျင့်ကြံအားထုတ်ရပါမယ်ဆိုတော့ဒီနေရာမှာမှတ်ထားမယ်သိထားမယ်အချက်လေးက meditation နဲ့ mindfulness ကဒါအတူတူပါပဲเนาะကဲနောက်ဝက်ကြအောင်ကြည့်အောင် the idea is that ဆိုလိုတဲ့သဘောတရားကဖြစ်ပါတယ်ပေါ့ဆိုတော့ the idea is that နေရာမှာ this means that ဒါလေးကိုသုံးလို့ရပါတယ် you find a clean floor ဆိုတော့ဒီမှာ that ရဲ့နောက်ကဝက်ကြကြီးရေးထားပါတယ်အဲ့ဒီဝက်ကြကြီးနော် that ရဲ့နောက်ကဝက်ကြကြီးရေးထားပါတယ်အဲ့ဒီဝက်ကြကြီးက is ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဝက်ကြမှာ subject က you verb က find verb ကသုံးလုံးပါပါတယ်သုံးခုပါပါတယ် you find you sit နောက်တစ်ခုကyou pay attention to verb ကသုံးခုပါရှေ့က subject က to လို့နောက်မှမရေးတော့ပါဘူး you find a clean floor you sit still and you pay attention to ဆိုတော့ဒီမှာ underline တက်ထားပါတယ် pay attention to ကတွဲရလေးသုံးပါတယ်တွဲရလေးသုံးလို့ရပါတယ် pay attention to အာယုံစူးစိုက်သည်လို့အဓိပ္ပာယ်ရပါတယ်ကဲနောက်တစ်ခုက what is happening to you what is happening to you at the very moment ဒါက related clause ပါ related clause ကို noun phrase noun object နေရာမှာ object noun နေရာမှာသုံးထားတာပါကဲဘာသာလေးပြန်ကြည့်အောင် the idea is ဆိုလိုချင်တဲ့အဓိပ္ပာယ်က is ဖြစ်ပါတယ် that ဆိုတာ you find a clean floor မင်းဟာတန့်ရှင်းတဲ့နေရာတစ်ခုကျန်းကင်းတစ်ခုကျန်းပြင်တစ်ခုရှာတယ် you sit still ငြိမ်ငြိမ်သက်သက်လေးထိုင်နေပြီးတော့ you pay attention to မင်းဟာအာယုံစူးစိုက်ရတယ်ဘာကိုအာယုံစူးစိုက်မှလဲဆိုတော့ what is happening to you at that very moment အချိန်ခဏလေးအတွင်းမှာ what is happening to you မင်းကိုဘာတွေဖြစ်ပျက်နေတယ်လဲမင်းမှာဘာတွေဖြစ်ပျက်နေတယ်လဲဆိုတာတွေကို pay attention to အာယုံစူးစိုက်ရမယ် that ဆိုတာပဲ is ဖြစ်ပါတယ်ကဲနောက်ဝက်ကြောက်ကြည့်အောင် you should not think about ကဲဒီမှာ should by infinitive think about ကဒါရှေ့မှာပြောခဲ့ပြီးပြီ remember recall ကိုဆိုလိုတာပါပြန်လည်ပြီးတော့သတိရတာကိုသတိရသည်ပြန်လည်သတိရသည်ဆိုတဲ့အဓိပ္ပာယ်ထွက်ပါတယ် you should not think about the past or the future just the present ကဲအဓိပ္ပာယ်လေးကြည့်အောင် you should not think about မင်းကပြန်လည်ပြီးတော့မအောင်မရဘူးတဲ့ the past အတိတ်ကာလအကြောင်းကိုပြန်မတွေးရဘူး or သို့မဟုတ် the future
အနာဂတ်အကြောင်းကိုလည်းပဲပြန်မတွေးရဘူး just the present ပြစ္ဆုတ်ပံကာလကိုပဲတွေးရမှာဖြစ်ပါတယ်ကဲနောက်ဝက်ကြအောင်ကြည့်မယ် meditation with ease ကဲ with ease ဆိုတော့ with ရဲ့နောက်က verb infinitive လိုက်ပါတယ်ဆိုတော့ ease ကဒီနေရာမှာ verb ပါသူ့ကို noun အနေနဲ့လည်းသုံးလို့ရပါတယ်ဆိုတော့ဒီနေရာမှာတော့ verb အနေနဲ့သုံးထားတယ်အဓိပ္ပာယ်ကလျော့ပါစေသည်တက်တာစေသည်လို့အဓိပ္ပာယ်ရပါတယ်သူ့မှာ adjective ရှိပါတယ်ဒါကတော့အားလုံးသိပါတယ် easy က easy ရဲ့ adjective ပါ meditation with ease the tension ကဲ tension ဆိုတာကစိုးရိမ်ပူပန်မှုကိုပြောတာပါနောက်တစ်ခုကတောင့်တင်းခြင်းလို့လည်းအဓိပ္ပာယ်ရပါတယ် in your body clean your mind on negative thoughts ကဲဒီမှာလည်းပဲ where ရဲ့နောက်က verb ၃ခုရေးထားပါတယ် where ease where clean where give you a sense of inner peace a sense of inner peace ဒါကတွဲရက်လေးပါ noun phrase လေးပါအဓိပ္ပာယ်ကအတွင်းစိတ်ငြိမ်းချမ်းမှုလို့အဓိပ္ပာယ်ရပါတယ် and well-being ကဲ well-being ကဒါဆိုတော့ compound noun ပေါ့နော်အဓိပ္ပာယ်ကကျန်းမာခြင်းစိတ်ချမ်းသာခြင်းလို့အဓိပ္ပာယ်ရတယ်ဒါဆိုဘာသာလေးပြင်ကြည့်အောင် meditation တရားအထုတ်ခြင်းဟာ with ease လျော့ပါစေမယ် the tension in your body မင်းခန္ဓာကိုယ်မှာရှိတဲ့စိုးရိမ်ပူပန်မှုတွေတောင့်တင်းမှုတွေကိုလျော့ပါစေမယ်လျော့ကျစေလိမ့်မယ် well clean your mind on negative thoughts မင်းစိတ်ထဲမှာရှိတဲ့မကောင်းတဲ့အတွေးတွေကိုလည်းပဲ well clean ရှင်းလင်းပေးပါလိမ့်မယ် and ပြီးတော့ well give you a sense of inner peace a sense of inner peace အတွင်းစိတ်ငြိမ်းချမ်းမှု and ပြီးတော့ well being စိတ်ချမ်းသာမှုကျန်းမာခြင်းကိုလည်းပဲ will give you မင်းကိုပေးပါလိမ့်မယ်ဒါဆိုလို့ရှိရင်နောက်ဆုံးတစ်ပိုက်လေးကိုကြည့်အောင် everyone လူတိုင်းဟာ wants to be happy and cheerful ဆိုတော့ everyone ဆိုတာဒါ singular noun ပါဒါကြောင့်မလို့ one မှာ s ပေါင်းထားမယ်နောက်တစ်ခုက cheerful ကဒါ adjective ပါသူ့ရဲ့ noun ကဒါမှမဟုတ်သူ့ရဲ့ verb က cheer ကကျတော့ noun ပါ verb ပါ cheerful ကကျတော့ဒါ adjective ပါ everyone လူတိုင်းဟာ wants to be happy and cheerful ပျော်ရွှင်ခြင်းကြတယ် and ပြီးတော့ကြည်နူးခြင်းကြတယ် but သို့တော်လည်းပဲ it seems that not many people can achieve happiness ကဒီမှာ that ရဲ့နောက်ကဝါကြမှာ subject noun ကို subject နေရာမှာညှင်းထားပါတယ် not many people subject နေရာမှာညှင်းထားတယ်အဲ့လိုညှင်းထားတဲ့ဝါကြတွေဆိုလို့ရှိရင်မိကုံးထုတ်တဲ့သူက verb ကိုညှင်းပြီးတော့လဲထုတ်လို့ပြန်ပြီးတော့မိကုံးထုတ်လို့ရတယ်ပေါ့နော်ဆိုတော့ဒီနေရာလေးမှာသတိထားပါဒီမှာ subject ကိုညှင်းထားတာပါကဲဘာသာလေးပြန်ကြည့်အောင် verb သို့တော်လည်းပဲ it seems ဒါကဆိုလိုပါတယ် that ဆိုတာ not many people လူတော်များများက can achieve happiness ပျော်ရွှင်မှုကိုမရနိုင်ဘူး that ဆိုတာ it seems ပေါ်လွင်နေပါတယ်ကဲနောက်တစ်ကြောင်းကြည့်အောင် the 10 ways mentioned above underline ထားပါတယ်ဒါက phrase ပါ past participle phrase ပါရှေ့က the 10 ways ဆိုတဲ့ noun ကို modify လုပ်မှာပါ where we all match benefit to those ဆိုတော့ဒီမှာ where we of plus noun ဒါလေးကသူ့ရဲ့တွေ့အသုံးလေးပါ where we of နောက်က noun group ရေးပြီးတော့သုံးပါပါ where we all match benefit to those who are desperately seeking happiness ဆိုတော့ဒီမှာသိထားမယ့်စကားလုံးတွေက desperately adverb ပါအဓိပ္ပာယ်ကပြင်းပြင်းထန်ထန်အသေးအတန်လို့အဓိပ္ပာယ်ရတယ်သူ့ရဲ့ adjective ကိုသိထားမယ် adjective ကတော့ ed ဆုံးမယ် desperate အဓိပ္ပာယ်က
အလွန်အမင်းအရေးကြီးသောကဲဘာသာလေးပြန်ကြည့်အောင် The 10 ways mentioned above အပေါ်မှာဖော်ပြခဲ့ပြီးတော့ the 10 ways နီလန်10ခုဟာ where we all much benefit to those who are desperately seeking happiness ဆိုတော့ related clause ပါverb ing ကိုသုံးထားတယ် present continuous tense ကိုသုံးထားတယ်ဖြစ်ပျက်နေစေအဖြစ်ဖြစ်ဖြစ်တဲ့ကြောင့်မလို့ present continuous tense ကိုသုံးထားပါတယ် desperately အသံ who are seeking happiness ပျော်ရွှင်မှုကိုရှာဖွေနေသော to those အဲ့ဒီလူပုဂ္ဂိုလ်တွေအတွက် where we are much benefit ကောင်းကျိုးများစွာရှိပါလိမ့်မယ်ကဲနောက်ဝါကြောက်ကြည့်မယ် go over ဒါ phrasal verb ပါအဓိပ္ပာယ်က review go over ဆိုတာ review ကိုပြောတာပါပြန်လည်ပြီးတော့သုံးသပ်သည်ပြန်လည်ဆင်ခြင်သည်ပေါ့ them သူတို့ကိုတဲ့ them ဆိုတာက tense way ကိုပြောတာပါ them ဆိုတာ tense way mention above ကိုပြောတာပါ once more ကတွဲရလေးသုံးပါတယ်နောက်တစ်ချိန်နောက်တစ်ခါနောက်ထပ်လို့အဓိပ္ပာယ်ရတယ် and adopt လက်ခံကျင့်သုံးသည်ပေါ့နော် adopt any of them that will meet your needs ဒီမှာ your needs ဒီ needs ကကြတော့ဒီနေရာမှာ noun အနေနဲ့သုံးထားပါတယ်verb အနေနဲ့လည်းသုံးလို့ရတယ်ဒီဝက်ကြမှာတော့သူက noun အနေနဲ့သုံးထားတယ်ပေါ့နော်ဒါဆိုဘာသာလေးပြင်ကြည့်အောင် go over then once more နောက်ထပ်တဲ့ go over them သူတို့ကိုအဲ့ဓာတွေကိုပြန်လည်ပြီးတော့သုံးသပ်ကြည့်ပါ and ပြီးတော့ adapt any of them that will meet your need မိရဲ့လိုအပ်ချက်တွေနဲ့ that will meet ကိုက်ညီတော့ any of them သူတို့တွေကတစ်ခုခုကို adopt လက်ခံကျင့်သုံးလိုက်ပါဟုတ်ပါပြီဒါဆိုလို့ရှိရင် unit 2 key to happiness သင်ခန်းစာတွေကစာပိုက်တွေအားလုံးကိုရှင်းပြခဲ့ပြီဖြစ်ပါတယ်တကယ်လို့ဒီစာပိုက်တွေကနားမလည်သေးတဲ့အကြောင်းအရာတွေရှိတယ်ဆိုလို့ရှိရင် comment box မှာရေးခဲ့လို့ရပါတယ်ဒီဗီဒီယိုလေးတော့ဒီမှာပဲရပ်လိုက်ပါမယ်အားလုံးကိုနှုတ်ဆက်ပါတယ်